The new show ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရှူရှူဆိုတဲ့ဒီကဏ္ဍလေးမှာဆိုရင်တော့မတူညီတဲ့အကြောင်းအမျိုးစုံကဏ္ဍမျိုးစုံကိုကျွန်တော်တို့ရဲ့ special guest တွေကနေပြီးတော့မှတွေ့ဆုံဆွေးနွေးပြီးတော့မှခန်းစားချက်လေးမျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကြံခဲ့တဲ့ပတ်တွေရောဆိုရင်လည်းတကယ်ကိုပဲမတူကွဲပြားတဲ့ခေါင်းစဉ်အမျိုးမျိုးကိုတွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ်မှာလည်းပြည်သက်တွေအနေနဲ့သဘောကျလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျာဒီကောက်မှာဆိုရင်လည်းကျွန်တော်တို့ရဲ့ special guest မမ်မီကျော်ကနေပြီးတော့မှရွေးချယ်ထားတဲ့ခေါင်းစဉ်လေးတစ်ခုရှိပါတယ်ခင်ဗျာဘာလေးလဲဆိုတာပြောပြပေးပါဦးခင်ဗျာနှွဲမျိုးစုံလေးနှွဲလိုက်ခြင်းတဲ့။အော်ဟုတ်ကဲ့ခင်ဗျာ။အဲ့တော့ဘာကြောင့်နေပြောမယ်ဆိုတာတော့နားစင်ကြည့်ကြပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာ။ဘာကြောင့်မလို့ဒီခေါင်းစဉ်လေးကိုပေးပြထားလဲခင်ဗျာ။နှွဲတဲ့အကြောင်းအရာတွေကိုပြောချင်လို့။အော်ဟုတ်ကဲ့ခင်ဗျာ။မန်တို့ကလည်းသူနှွဲတဲ့အကြောင်းတွေသူနှွဲခဲ့တဲ့အကြောင်းတွေသူပြောချင်တယ်ပေါ့နော်။နှဲတာမှာအမျိုးမျိုးရှိရသေးရလားဗျာ။ဟုတ်လား။ဟုတ်တယ်လေဟုတ်အခုခေတ်ကြတော့အရန်နှွဲ့ရတယ်များလာလို့ဟုတ်ကဲ့ပါခင်ဗျာအဲ့အကြောင်းလို့နည်းနည်းဆွေးနွေးကြအောင်ဆိုမှမိကျော်နဲ့နည်းနည်းတိုက်မြင်ထားအော်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒီလိုမျိုးအကြောင်းအရာကိုဆွေးနွေးပြီးဆိုတာ ਨੇ ကိုကဘယ်လိုမျိုးတွေးခေါ်မှုရှိနေမလဲဆိုတာလည်းပြောပြပေးပါဦးခင်ဗျာဘယ်လိုတွေးခေါ်မှုလဲဆိုတော့လေနှွဲကြတာပေါ့နော်အခုကခန္ဓာအသီးသီးမှာနှွဲနေကြတာဟုတ်ကဲ့နော်ခန္ဓာအသီးသီးသွားတဲ့နေရာတိုင်းမှာနှွဲတာကလေအဲ့ကြောင့်နှွဲတာတွေကိုအများကြီးပဲကိုယ့်ပတ်ဝန်းကျင်မှာတွေ့ကြုံနေရတော့လေအဲ့ကြောင့်ကွာခေါင်းစဉ်လေးကိုနှွဲမျိုးစုံလေးနှွဲလိုက်ခြင်းဆိုပြီးတော့ကွာနာမည်လေးပေးထားပေါ့နော်နှွဲတာအပြစ်လားဆိုတော့လေနှွဲတာအပြစ်မဟုတ်ဘူးလေနော်အဲ့တော့မမီတို့လည်းငယ်ငယ်လေးမမီတို့ဆိုငယ်ငယ်လေးကလေးကနှွဲခဲ့တာလေနော်မမီတို့ဆိုဒါဥဝဲကလေးက6တာဆိုတော့ဥဝဲကြောက်ပေါ့နော်ဥဝဲကြောက်လို့ပဲခေါ်ကြပါစို့ပေါ့နော်ဥဝဲကြောက်ပေါ့နော်မန်တို့ကကြတော့ဘယ်ချိန်မှ6တာလဲဘိုက်ထဲမှာတွေက6တာဆိုတော့ပြောအမေဘိုက်ထဲတွေကဝမ်းတွင်းကြောက်ပေါ့ဝမ်းတွင်းကြောက်အဲ့ဒီခါတော့ဆိုရင်တင်းကျပ်မှုတွေနဲ့စံတတ်မှတ်နှုံးတွေကပို့ပြီးတော့မှတင်းကျပ်နေမလားလို့ဗျတင်းကျပ်တာပေါ့အဲ့ခေတ်ကဆိုရင်အများကြီးနနိုးတွေကတိုက်ပွဲဝင်ခဲ့ရတာလေအခုခေတ်တာဒါအများကြီးလက်ခံလာတာပေါ့အမြင်ကျဲလာတယ်နနိုးလိုလူတွေကိုလက်ခံလာတယ်နောက်နယ်ပယ်အသီးသီးမှာလည်းအများကြီးရှိလာတယ်နနိုးလိုຫນွေမျိုးစလို့နှွဲလိုက်ခြင်းနေအများကြီးဖြစ်လာတယ်ကိုရီအခုအစမ်းပြေတုံတောင်ကဒီမိတ်ကပ်လောကဒီဇိုင်နာလောကဒီပန်းလောကမှာပဲဒါမျိုးတွေရှိမယ်လို့ပဲအကြမ်းမြင်သိကြတာပေါ့ဒါပေမဲ့အဲ့ဒါမျိုးနှွဲနေတဲ့သူတွေကနေပယ်အသီးသီးမှာအများကြီးပဲရှိတယ်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဆိုလိုချင်တာကသူတို့ရဲ့လိန်စိတ်ခံယူမှုကသူတို့ရဲ့အရေးချင်းကိုဖုံးလွှမ်းနိုင်တယ်လို့ထင်လို့လားဗျလိန်စိတ်ခံယူမှုနဲ့အရေးချင်းနဲ့မဆိုင်ဘူးသူကဒီလိန်စိတ်ခံယူမှုနဲ့အရေးချင်းဆိုတာကိုဒါပြောရမယ်ဆိုလို့ရှိရင်မပြောချင်တဲ့တခုကကြတော့သူတို့အောင်မြင်ဖို့အတွက်ကိုကြတော့သူတို့ရဲ့လိန်စိတ်ခံယူမှုကိုမမီတို့အားပေးလိုက်ရုံပဲဟုတ်ကဲ့ပါခင်ဗျာနော်အားပေးလိုက်ရုံပဲအဲ့လိုမျိုးဒီကလေးတယောက်ကနှွဲပြီးဆိုတာနဲ့ဒီကလေးတယောက်ကနှွဲပြီးဆိုတာနဲ့အဲ့နှွဲတဲ့ကလေးကိုမနှွဲအောင်လို့အတင်းသိရမလားအတင်းအကျမနှွဲအောင်လို့ထားရင်ဒီကလေးကအောင်မြင်မှုနေပါအဲ့တော့ဒီကလေးကဒီဇိုင်နာဝါသနာပါနေတယ်နော်မိတ်ကပ်ကိုဝါသနာပါနေတယ်ပန်းဝါသနာပါနေတယ်အဲ့ဒီမှာဆိုလို့ရှိရင်လှုပ်ပေးလိုက်ဟုတ်ကဲ့နော်သူတို့လိုချင်တဲ့လမ်းကြောင်းတစ်ခုပေါ်တင်ပေးလိုက်သူအောင်မြင်မှာပဲအဲ့တော့သူရဲ့လိန်စစ်ခံယူမှုနဲ့အောင်မြင်မှုလမ်းကြောင်းဆိုတာဒါသူတို့ပုံပွင့်လင်းလင်းလုပ်ခွင့်ပေးတယ်ဆိုရင်တော့အောင်မြင်ကြမှာပဲနော်အဲ့ဒါလေးကိုအကြံဉာဏ်ပေးချင်တာတချို့ဆိုလို့ရှိရင်လည်းဟုတ်တယ်လေဘယ်သူကတော့ဘယ်မိဘကတော့ကိုသားသမီးကို6စေချင်ပါလေတော့ကိုသားသမီးကိုနှွဲစေချင်ပါလေဒါဟောပြတယ်မွေးလာဥစ္စာပြတယ်နော်နာမည်တွေပေးခဲ့တဲ့ဟိုယောက်ျားနာမည်တွေပေးထားလေနော်အဲ့လိုမျိုးဥစ္စာပြပြီးတော့ဘယ်သူမှတော့နှွဲစေချင်မှာမဟုတ်ဘူးဒါပေမဲ့ဖြစ်လာခဲ့ပြီလေဘာတတ်နိုင်ပါလဲနော်အဲ့တော့သူတို့ကောင်းမွန်သောပညာတရက်သင်ပေးပြီးတော့သူတို့တစုံတူဖြစ်အောင်လမ်းကြောင်းပေါ်တင်ပေးလိုက်တာမကောင်းဘူးလားဟုတ်ပါတယ်နော်အဲ့တော့တချို့ကြတော့လေအခုကနှွဲတာပုံပေါ်တဲ့နှွဲတာတွေကိုအခုပြောတာပေါ့နော်ဟုတ်ကဲ့ပုံမပေါ်တဲ့နှွဲတဲ့အပုံးတွေကလည်းရှိတယ်ဟုတ်ကဲ့ပါနော်အပုံးတွေကိုဘယ်လိုစမ်းစစ်မလဲအပုံးတွေကြဘယ်လိုဖြစ်လဲဆိုတော့တငယ်ချင်းတယောက်ထဲမှာလဲကတိကတယောက်ရှိတယ်โอเคကတိကဒီမှာလည်းရှိတာပေါ့ကတိကသူကကြတော့နှွဲတာတော့နှွဲတဲ့အချိန်မှာမိသားစုကအရန်ထိတ်ကွတ်တဲ့အခါကျတော့ဘယ်လိုဖြစ်နေဆိုသူအခုဒီအရွယ်ရောက်လာတဲ့အချိန်မှာနှွဲတယ်ကတိကလည်းဖြစ်တယ်
အဲ့လိုဘောင်ထဲမှာပိတ်မိပြီးသူတို့အခုနုံနဲ့သွားတဲ့အခါကျရင်လည်းသူစင်းရင်ကိုရီနဲ့လာတယ်ဆိုတာကိုသူနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းဒီကျူကတိကအတိုင်းဝိုင်းတွေ့မလားအဲ့မျိုးသူတို့ကဘလို့ဖြစ်နေဆိုဘောင်ထဲမှာပိတ်မိနေပြီးတော့ခုနမမီကျော်ပြောသလိုပေါ့မိဘအရန်တင်းချက်လိုက်တဲ့အခါကျတော့သူသွားခြင်းနဲ့လမ်းကြောင်းကိုမရောက်တော့ဘဲနဲ့ဒီပေါ့လားရလမ်းကြောင်းကိုရောက်သွားတဲ့အတွက်သူရောက်နေတဲ့ဘဝနဲ့သူ့ရဲ့ဘဝနဲ့စန့်ကျင်ဘက်ဖြစ်ပြီးအဲ့လိုဖြစ်နေကိုရင်းနဲ့လိုက်လျက်တကယ်သနာဖို့ကောင်းတယ်လိုက်ပြီးသွားပြီးဆိုရင်အမှသူဆင်းတော့မယ်ဆိုလဲသူနဲ့ဥပမာသူနဲ့တည်တဲ့သူ့ဒီလိုမျိုးနှွဲ့တယ်ဆိုတာမသိတဲ့အတိုင်းဝိုင်းကတရက်ရောက်တွေ့သွားမှာကိုအရန်ကြောက်ပြီးတော့သူ့ကိုကြည့်ရတော်တော်လေးသနာဖို့ကောင်းတယ်အဲ့လိုလူတွေလည်းအများကြီးပဲအဲ့လိုလူတွေကကျတော့ဘယ်လူတွေဖြစ်တတ်လဲဆိုတော့သူတို့တွေကပွန့်ပွန့်လင်းလင်းမနေရဘူးပွန့်ပွန့်လင်းလင်းမပြောရဘူးပွန့်ပွန့်လင်းလင်းမလှုပ်ရှားရဘူးပေါ့နော်လူပေါင်းလောကမှာဆိုတော့ပုံရှုပ်ကွယ်ရှုတဲ့နေသူတို့လှုပ်ချင်တာတွေအကုန်လုံးအမှန်ဘက်ကိုရောက်သွားတတ်တယ်အမှန်ဘက်ကိုရောက်ရင်ဘာဖြစ်မလဲသူတို့အကာအကွယ်မဲ့တွေလုံမယ်နော်အကာအကွယ်မဲ့တွေသူတို့တွေယဉ်နီးမှုတွေယူကြမယ်အဲ့ဒီမှာယောဂတွေဖြစ်ကြမှာပေါ့ဘာလို့ဆိုသူတို့တွေပုံမှန်လင်းလင်းမှမနေရတာเนาะဒီကာကွယ်ဖို့ပစ္စည်းကိုအိတ်ထဲမှာမထည့်ထားရဲဘူးလေလူတွေ့မှကြောက်တယ်လေเนาะအဲ့တော့အမှန်ဘက်ကိုရောက်သွားပြီးတော့ယောဂတွေတိုးပွားလာမှာပေါ့เนาะအဲ့တော့အခုပုံနေကြတယ်ဆိုတာအဲ့အပုံးကိုမမြတ်တော့ဒီအပုံးတက်ကိုတွေးလိုက်ပြီဆိုလို့ရှိရင်လေကိုကလေကိုတို့ကတော့တိတယ်တော့ကြည့်လိုက်တဲ့ဒီလူကပုံလားဒီလူကအပွင့်လားဒီလူကဘာလဲပေါ့เนาะသူတို့အဲ့လိုဆောင်းနေတော့ခြုံလာပြီးတော့ပုံးနေကြတယ်ဒါပေမဲ့ဆောင်းခြုံထဲမှာနည်းနည်းလက်တွေချီတွေထွက်နေတယ်เนาะပုံးတာမလုံဘူးပေါ့ဖြစ်နေတာပေါ့เนาะအဲ့တော့မမီဆိုလို့ရှိရင်ဒီပုံးလားပွင့်လားပေါ့เนาะအဲ့လိုမျိုးအစ်စ်လားပေါ့เนาะစမ်းနေတယ်ဆိုကော်ဖီတစ်ခွက်ပေးလိုက်တယ်ဟုတ်ကဲ့เนาะကော်ဖီခွက်တစ်ခွက်ရေခွက်တစ်ခွက်ပေးလိုက်လို့အဲ့မှာ तू ကကိုင်လိုက်ပြီးတော့လက်သန်းထွက်နေတာပုံးပြီဟုတ်ကဲ့နော်လက်သန်းထွက်နေနော်ဒါလက်သန်းမထွက်တော့တခါနော်နော်လက်သန်းထွက်နေပုံပြီနော်နောက်တစ်ခုကကြတော့မင်းတို့ဗာလဲဘာဖြစ်ပုံမလဲနောက်တစ်ခုကအခုကဘယ်လိုဖြစ်ဆိုတော့ကျွန်တော်တို့ကျတော့ Facebook ကိုလေ့လာတာ Facebook မှာသူတို့တင်တဲ့ပုံတွေကအရန်တိကျတိပပြီးတော့ပုံတိုင်းကအပြစ်ပြောစရာမရှိဘူးဆိုတာပေါ်ကောင်းအရန်ယောက်ျားပုံလေးနဲ့အရန်အလှပကြိုက်နေပြီဆိုရင်ဟုတ်ဒါပေမဲ့ तू ရဲ့ professional အနေနဲ့ तू ကဒီအလှပရဲ့ तू က model ဖြစ်နေတယ်တော့ဘာညာဆိုတော့အလှပကြိုက်တော့ကိစ္စမရှိဘူးเนาะ तू ကအလှပအတန်းပြအရန်ကြိုက်နေပြီဆိုရင်ဒါပုံးပြီနောက်တစ်ခါကျတော့မမြတ်လေဥစားလာပြီဆိုသူတို့ကိုနာရောက်လာပြီဆိုတာနဲ့လေကွာလေဟဲ့အောက်မှာ PK တော့ဆို PK ဆိုလူကြောက်ကြတက်နေမျိုးကြောက်ကြမလားယောက်ျားလေးစစ်ဆိုလို့ရှိရင် PK ကိုလေဒီရိုးရိုးပဲတို့လားဟာ PK လာပေါ့နော်ဒီလိုပေါ့ဒါယောက်ျားလေးပေါ့နော်ဒါပဲလေဟာယောက်ျားလေးကဆိုတော့ဟာ PK လာပေါ့နော်အပုံးဆိုလေဒါအပုံးနော်အဲ့တော့အခုဆိုလို့ရှိရင်ဒီဥစားမှာပဲလမ်းဘေးရောက်နေတဲ့ခေးလေးတွေလမ်းဘေးရောက်နေတဲ့ကောင်မလေးတွေလည်းတွေ့ကြတယ်ညဘက်ဆိုဥစားဖြစ်မှာပါเนาะအများကြီးပဲလမ်းမှာတွေ့နေကြတာပဲလေလမ်းမှာဥစားဖြစ်တယ်ဆိုဟိုဖိုးစိန်လမ်းเนาะနာမည်တစ်ခုတက်ပြီးပြောဆိုဖိုးစိန်လမ်းမှာဆိုအများကြီးပဲเนาะဒီကံပေါင်တစ်လျှောက်မှာဆိုလည်းအများကြီးပဲเนาะဥစားလုံနေကြတာလေเนาะအဲ့ဒီမှာသူတို့တွေကကောင်းမွန်လှုပ်ရှားတာတက်ကိုမွေးစေဝါရောင်းဝယ်တာတို့เนาะနောက်ပြီးတော့သူတို့ခေါ်သွားတဲ့ဥစားတွေစီကနေကားပေါ်ကနေပြီးတော့ပစ္စည်းတွေခိုးတာတို့ဘာလို့ဒါတွေအများကြီးပဲတွေ့ကြုံတယ်ဒါအမှန်နေပြောတာเนาะဥစားဖြစ်မမီတို့အောက်ကနေဝုန်းလို့ရှိရင်အဲ့နာမည်တွေရေးချလိုက်ပဲအောက်မှာเนาะဒီအစီအစဉ်မှာနာမည်တွေပါထုတ်ပြောချလိုက်ပဲเนาะအမှန်နေကိုပြောတာပါเนาะအဲ့ဒါတွေကတော့အကုန်လုံးထိမ့်သိမ့်မှုတင်တယ်ဘာဖြစ်လို့ဒါကိုတို့ရဲ့community လေကိုတို့ရဲ့ဥစားရဲ့အမောင်ဘက်ကိုတွားနေတာလေသလားเนาะဒါကြီးကမကောင်းမှုတွေလုပ်နေတာဆိုတော့လေเนาะအဲ့ဒါမျိုးတွေပေါ့เนาะအဲ့ဒါလေးတစ်ခုပါเนาะမနှုတ်ဟာငယ်တုန်းကရောမနှုတ်အိမ်ကခွင့်ပြုခဲ့လားခွင့်မပြုပါဘူးဒါနနို့အိမ်မှာမဟုတ်ဘူးဒါဘယ်မိဘတိုင်းရမှာတော့ခွင့်ပြုမှာမဟုတ်ဘူးလေကိုသားသမီးကိုစမွေးလာတဲ့ကယောက်ျားလေးလို့သူတို့လည်းစထွက်လာပြီဆိုတော့ယောက်ျားလေးဆိုတော့သူတို့ပျော်ကြမယ်ယောက်ျားလေးလို့ပဲဟိုနေ့ပြောမယ်ကိုဒီမွေးတော်ဒီလိုပဲမိဘတွေကပျော်မှာပဲပေါ့နော်ဒါပေမဲ့ကိုနနိုလူမန်းသီးစားအရွယ်အချိန်မှာကိုတော့ဒီလိုဖြစ်နေမယ်မသိသေးဘူးသိပြီဆိုတဲ့အချိန်မှာလည်းငါဘလို့ရှေ့ဆက်မလဲဟုတ်ကဲ့အဲ့အချိန်မှာနနိုဆုံးဖြတ်တာဒီပထမဆုံးဖြတ်ထားတာငါ main ကလေးလို့မဝတ်ဘူးယောက်ျားလေးကိုတိသွားပြီဆိုတော့ယောက်ျားလေးလို့ပဲနေမယ်ဆိုရှင်မှာနေရနေဒါတော့ဘယ်သူအပြစ်မှမဟုတ်ပါဘူးကိုယ့်အပြစ်ပါပဲเนาะကိုယ့်ဘက်ကိုဟိုအပေါင်းအသင်းနဲ့ပေါင်းပြီးကိုလည်း main ကလေးလို့ဝတ်ဖြစ်သွားတာပေါ့အဲ့လိုဖြစ်သွားတာဘာဖြစ်အခုနနိုးကြောင့်စပြီး
ဒီလိုဘဝကိုရောက်တယ်နှွဲ့သွားတယ်ဆိုတဲ့အချိန်နဲ့ကအင်းကတင်းတော့တင်းကျက်တယ်ဒါပေမဲ့သူတို့ကအရင်ပြောလို့မရတော့ဘူးဆိုတဲ့အချိန်မှာကိုလျှောက်မဲ့လမ်းကြောင်းသူတို့ကတဲ့ပြီးတာပေါ့အဲကြောင့်ကိုရီးယားစပြီးဒီလိုနှွဲ့ပြီးဒီပထမအောင်ဆုံးစီးပွားရေးစလုပ်တာဒီ make up စပင်နဲ့ဒီဇိုင်နာပဲအဲ့ထက်ကနေစလုပ်လိုက်တာဒီနေ့ဒီချိန်ထိပဲကျွန်တော်ဒီပြည့်အလုပ်ဘာမှမလုပ်ဘူးဟိုတချို့တွေဆိုရင်ဒီပြည့်ဟိုနေမှာဒီကုမ္ပဏီမှာလုပ်ဝင်လုပ်တာတို့စက်ယုံမှာလုပ်အဲ့ကနေမှအဲ့လိုကူးလာတာမျိုးမဟုတ်ဘူးနော်စပြီးဒီပတ်စံရတဲ့စီးပွားရေးတစ်ခုကိုလုပ်မယ်ဆိုတွေကဒီ make up စပင်လောကတွေကိုဝင်လိုက်တယ်အိမ်ချုပ်တယ်အဲ့နှစ်ခုတည်းနဲ့ရက်တီလာဒီနေ့ဒီချိန်ထိနောက်အင်းရလက်ခံလို့ပေါ့အင်းရလက်ခံလို့ဒီလိုမျိုးလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီးအောင်မြင်လာတာပေါ့အဲ့လိုမျိုးဖြစ်တာဖုန်းရှုပ်ကရှုပ်လုပ်ရမယ်ဆိုလို့ရှိရင်ဒါဟိုပြရမယ်လေနော်ဒီလိုအောင်မြင်မှုအောင်ဆောင်ဖြစ်လေအင်းကအရန်မထိန်ချုပ်တဲ့အချိန်မှာကိုပြန်ထိန်ရတယ်အပိုင်းဖြစ်သွားတာပေါ့နော်တကယ်လို့အင်းကထိန်ချုပ်အတင်းခိုးလို့ရင်းနဲ့မမေကျော်ပြောသလိုလမ်းမကိုရောက်သွားနိုင်တယ်အရင်ထိချုပ်တဲ့ကကြတော့ခိုးထွက်ကြတယ်ဆိုရတဲ့အချိန်ထွက်ရတဲ့အချိန်လှုပ်ဆိုတော့အဲ့လိုလမ်းမအရင်ကြတော့အခုကနနိုဒီလိုဖြစ်သွားပြီကိုယ့်ဘက်ကိုကိုလှုပ်ပြီးဆိုတော့အရင်ပြောတင်ပြောထိုက်တာမှလွဲပြီးတော့ပြန်လာမပြောတဲ့အတွက်ငါဒီငါကိုငါဂယူးဆိုင်ကမယ်အဲ့လိုမျိုးဆိုတော့လမ်းမှန်ကိုရောက်နိုင်တယ်ဒါဒီဟာကတော့အခုလူရလို့ဖြစ်လာတဲ့ကဒီနနိုဒီလောကကိုရောက်တယ်ဒါမျိုးတွေအများကြီးရှိမယ်နနိုအတိုင်းဝိုင်းမှာလည်းရှိတယ်ဒါပေမဲ့နနိုတငယ်ချင်းတွေအကြောင်းဆရာဆိုရင်လည်းနနိုတို့ကသူ့တပည့်တွေအရှိဆိုကွာဆရာပြီးမှလာကမာကြီးဘာဖြစ်နေကိုအချင်းချင်းတာအဲ့လိုဖြစ်တာကိုရီးယား respect ထားပေးတယ်အခုဟိုနေဆရာဝန်ဆိုလဲကဲသူ့နဲ့သူ့ရဲ့ customer တွေရှိဆိုကိုရီးယားသူတို့ respect ထားပြီးအဲ့လိုခုနင်းဖြစ်ပြီးတယ်ကိုရမသာဟိုနင်းဖြစ်ပေါ့ခုနအဲ့ဒါပြောအရင်ထိတ်ချက်ကကြာသူတို့ရောက်သွားတဲ့လမ်းကြောင်းကသူတို့နေခြင်းနဲ့ like မဟုတ်ဘူးအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးနဲ့ရှင်သန်နေရတာတွေအများကြီးဖြစ်နေတာပေါ့ဒီလောကထဲမှာဟုတ်ကဲ့ပါခင်ဗျအဲ့တော့မမ်မီကျော်အနေနဲ့ကပြောချင်တာကိုမှအဲ့လို link စိတ်ခံရမှုတစ်ခုရှိပြီဆိုတာ ਨੇ ကိုက label attack ကို attack ခံရမယ်ဆိုတော့ပြောချင်တာလားဗျလင်းစိတ်ခံယူမှုဆိုတဲ့စကားကြီးကလေအရင်ညာဥစားဖြစ်လာလို့အလားကျိတ်တွေဖြစ်အလားကျိတ်တွေဖြစ်လာတော့ဟိုနှွဲတယ်လို့ပဲပြောပါသားရဲ့နှွဲတဲ့လူတယောက်ကအဲ့လိုနှွဲပြီဆိုတော့ ने तू ကပေါင်ဝင်းကျင်မှာသူ့ကိုယ်သူ label attack ခံရမှာလားဒါမှမဟုတ်အဲ့ဒါကို तू က view မဆိုင်ပဲနဲ့နေတင်တာလားအဲ့ပုံကဘယ်လိုမျိုးပြောချင်လဲဗျ level attack ခံရမှာပဲနော်ဦးလေးတွေအတော်တွေကအစပြောမှာဟုတ်လားဦးလေးတွေအတော်တွေကအစပြောမှာပတ်ဝန်းကျင်ကအစပြောမှာ level တက်မှာပဲအဲ level တက်တဲ့ဟာကိုတို့ကဘာလုပ်ရမလဲဆိုတော့ဟုတ်တယ်ငါနှွေ့တယ်ငါခြောက်တယ်ဒါပေမဲ့ငါတို့ကလမ်းမရောက်ဘူးငါတို့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပညာတစ်ခုကိုသင်ပြီးတော့လမ်းကြောင်းတစ်ခုပေါ်ရောက်ပြီးတော့လမ်းဒီအောင်မြင်လာတဲ့အခါကျလို့ရှိရင်အဲ့ level တွေကတော်တော်ပြုတ်ကျသွားတယ်ဟုတ်ကဲ့ပါနော် level တွေကတော်တော်ပြုတ်ကျသွားတယ်အလိုလိုပြုတ်ကျသွားတယ်နော်ဥစားပြတဲ့ဟိုအကိုတွေကိုတို့ဥစားမနို့တို့အကိုတွေဘာတွေဆိုရင်လေတော့အမြဲတမ်းအိမ်ပြန်လို့ရှိရင်နော်ထုံးမုံတွေဝယ်လာတာနော်ဘာလို့လဲထုံးမုံတွေဝယ်လာလေငယ်တော့အဲ့လိုမျိုးအကိုကအရန်ဆိုတော့အပြစ်မှာအချောက်တဲ့နဲ့တွဲသွားတွေ့အိမ်ရောက်ရိုက်ခံထိပြီအဲ့လိုဖြစ်တာအဲ့လိုကနေတဖြည်းဖြည်းနဲ့အဲ့လိုဘဝတွေကနေရုန်းကန်ပြီးထွက်တာနောက်ပိုင်းကျတော့သူတို့တွေကကိုနေတာထိုင်တာကြီးကိုကလည်းနေတတ်ဖို့တော့လိုတာပေါ့ကိုဒီလိုဖြစ်သွားပေမဲ့ကိုယ့်ရဲ့ပြုမှုနေထိုင်မှုအားလုံးကမိသားစုနဲ့သက်ဆိုင်တယ်လို့ကိုယ့်ရဲ့အတိုင်းဝန်းအားလုံးနဲ့သက်ဆိုင်တဲ့အတွက်နေခြင်းလို့တော့နေလို့မရဘူးပေါ့နော်အဲ့လိုမျိုး abusive ဖြစ်တဲ့ family တွေတစ်ဖက်သားကိုစော်ကားမော်ကားပြောဆိုတတ်တဲ့ family တွေထဲမှာရောက်နေတဲ့သူတွေအတွက်ကောဘာမှပြောချင်သေးလဲအဲ့ဒါတွေကတော်တော်ဟိုပါပေါ့သူတို့ရဲ့အရေးအဝါဒမှာခိုနေသမျှပေါ့ကာလပတ်လုံးတော့ဒီလိုပဲဖြစ်မှာပဲလေနော်ကိုတော့ယုံထွက်ရမယ်ပညာတစ်ခုကိုသင်ရမယ်လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်ကိုကြံဆောင်ရမယ်ဒီလိုဖြစ်ဖို့ဆိုတာလဲကိုဗျံမတာဒီနေပြီဆိုကိုရက်ကွက်ထဲမှာလဲနေစင်လို့နေလို့မရဘူးကိုရဲ့လှုပ်ဆောင်ညာနင်တို့ဘယ်လောက်ထိဖြစ်သွားလဲဆိုကိုဂေးမန်ကိုဒီလိုနှွဲ့သွားပြီဆိုတဲ့အချိန်မှာတိတဲ့အချိန်မှာလည်းမိသားစုနဲ့ကင်းရှင်းနေပလိုက်တော့တယ်ဘလို့ခံယူချက်လဲဆိုတော့အဲ့ခက်ကကြတော့ခရီးတစ်ခုသွားရင်ကိုပါဝိုင်းစလန်စားကြမယ်ပြုတ်ကြမယ်ကိုမိသားစုနဲ့ပြဿနာတက်မယ်အဲ့တော့မိသားစုသွားတဲ့ခရီးတိုင်းတို့ဘယ်တော့မှမလိုက်တော့ဘူးအဲ့လိုမျိုးဘယ်ခရီးမှအတူတူမသွားဘူးခက်ကင်းမဲ့နေလိုက်တော့တယ်အဲ့လိုမျိုးအဲ့လောက်ထိကိုဖြစ်ပြီးတော့နေပလိုက်တော့တာဒါမိသားစုမချစ်လို့တော့မဟုတ်ကိုကြောင့်တစုံတစ်ခု effect တွေမဖြစ်စေချင်ဘူးလေအဲ့ဒါမျိုးနေရတာပေါ့ဟုတ်ကဲ့ပါ